ဒီတိုင်းဒီရဲ့ဒီမိုကရေစီကူရောအောင်လို့ဆက်ပြီးကူညီသွားမလဲဆိုတာကိုသိပြပါမယ်ကျွန်တော်တို့ပြည်သူ့စစ်တပ်နဲ့ချုပ်ပေါ်လာတဲ့ရတာတော့လက်ခံကျွန်တော်တို့မျိုးပါတော့သာသနာပညာဒီလိုမှဒီခါတဲ့ပါတီဒီလူကရေးပေးချင်တယ်လောကမင်းအောင်လိုက်တတ်ခိုင်ရဲ့စပလက်တိုင်းပဲလောကမင်းအောင်လိုက်တတ်ခိုင်ရဲ့စပလက်တိုင်းနေပြီလားအပြုံးနဲ့ရှင်းစမဟာလက်နဲ့ကြီးရှင်းမထားအကြောက်လာပါပြီဟာပလာတာရမယ်ပလာတာရမယ်ပလာတာရမယ်ပလာတာကောင်းမရီကြောင်းတော့ပြောတယ်စပမခွဲမယ်ပါတဲ့ Generation Great American Great Again အပီအောင်ပြောဟာမအေးလို့ရဘာတော့လဲမေးရပြည်သူတွေသိချင်တယ်ဆိုလို့မေးတာပါဗျာဘာလဲမမေးရဘူးလားဗျာအဲ့ဒါလီးအောင်မမေးဘူးကွာငါလို့မေးလောကမင်းအောင်လိုက်တခိုင်ရဲ့စပလက်တိုင်းမေးလောကမင်းအောင်လိုက်တခိုင်ရဲ့စပလက်တိုင်းစီးဘူးလို့တက်စီးသွားတာကလာကြီးပြည်သူတွေကိုသွေးဆုံးတဲ့မသေးသေးရဲ့နွားကြီးအောက်ချင်မှာတော့တတ်တယ်အပေါ်မှာတော့ဟတ်တယ်ပြည်သူတွေကမင်းတို့ကိုလက်သုံးချောင်းထောင်လေးရဖဲဘာလို့မလဲမိန်းမနဲ့ယောက်ျားအသေးကွဲတဲ့ချိန်မှာမင်းတို့ကသဘုံထလက်နဲ့ဆွတ်ပစ်ခတ်ဖို့ငါတို့တမကြီးများရရနေတဲ့ဒီသွေးတဲ့လမ်းမပေါ်ပြန်ချပြန်ရမယ်ဒီမိုကရေစီငါတို့တွေတစ်ကတည်းပြန်စမယ်အေးတော့များကြီးစက်အဲ့ကြတော့ကျွန်တော်တို့တရားဥပဒေနဲ့ညီကျွန်တော်တို့ပြေးမှာဖြစ်ပါတယ်